သမီးတို့ကိုပိုင်နေအောင်ပါတာသမီးတို့နေညာစီပင်မြေဖေနဲ့မေကိုကိုရှန်နဲ့ကိုဝိုင်းနဲ့ဖြစ်အောင်ထားခြင်းပါဘာမှငယ်ရစုံညီမကကြင်ရခဲ့အောင်ဆရာမရပတ်စံမရှိဘူးထင်ပြီးတော့မကရဘူးဆိုပြီးတော့အဲ့ဒီကဝမ်းနဲ့ဆုံးမှတနေ့ကနိုင်ရမယ်ဆိုတဲ့စိတ်နဲ့အိမ်ကိုပြန်လာခဲ့ပါမင်္ဂလာပါသမီးနာမည်ကတော့ရှစ်သေးစုဖြစ်ပါတယ်သမီးကအငိမ့်လဲကရတယ်ဆိုတော့3နှစ်ကတော့စုံညီမသမီးကိုမပါရဘူးလို့ဆရာမရဲ့ပြောလို့မတက်နိုင်ဘူးထင်လို့အိမ်ကိုသမီးကငိုပြီးပြန်လာအဖေကငါသမီးကဘာလို့ငိုပြီးပြန်လာအောင်ဆိုတော့သမီးစုံညီမမကရလို့ဆိုပြီးပြန်လာငါသမီးကတကယ်ကကျင်တာလားဆိုပြီးတော့အဲ့လိုကဆရာမကြီးပို့ပြီးရဆရာမကတစ်လ9000ပေးရမယ်ဆိုတော့သူတို့မှပဲနေခဲ့ပြီးတော့အဖေတစ်လနေပြန်လာခဲ့မယ်ဆိုရပြထားခဲ့ရသမီးအမှပဲတင်ပြသွားဆရာမမင်းစားရင်တော့မှခူးစားကြမလို့ခူးကြွေးခဲ့ပါသမီးပညာရတဲ့တက်အောင်ဆရာကြီးမှအောက်ကျခံပြီးတော့သင်ကြားခဲ့ပါအခုမပြတ်နိုင်ပါဘူးဆရာရဲ့ကျေးဇူးကြောင့်အမေတို့လည်းလှုပ်ကြွေးနိုင်ပါပြေလေရတော့မပြေလေပါဘူးအဖေကတော့သပင်ညက်ပါအမေကကွန်းရရောင်းနေတနေ့ကိုစားဖို့နဲ့တနေ့ကိုအဖေကသပင်ညက်လာမှဖေတို့ထမင်းဝယ်ရှက်ရမှာဆိုပြီးတော့သပင်ညက်လာပဲစောင့်နေပါသမီးတို့ကိုပိုင်နေအောင်ပါတာသမီးတို့နေညာစီပင်မြေရှင်ခဲ့တောင်းလဲတင်တောင်းအဖေပဲပို့ပေးခဲ့ရပါဆရာမဒေါ်နီမကြီးမှာသွားတင်ခဲ့ပါသမီးတက်က16နှစ်ပါဖေအကြောင်း grade 10မှပညာသင်ယူနေပါဖေနဲ့မေကိုလူလေးသေးမရှိအောင်ထားမယ်သမီးဖြစ်ရှင်ပါဖေနဲ့မေလူချင်းနာကြီးရင်ချက်ချင်းဝယ်ပေးနိုင်တဲ့သမီးဖြစ်ရှင်ပါဖေကသမီးကိုမရှိတဲ့ကြားတဲ့သမီးလူချင်းနာကိုဖြစ်အောင်လုပ်ပေးပါငါသမီးမရှိသေးဘူးခဏနေပါအောင်လို့မပြောပါဘူးသမီးအဖေဖြစ်အောင်လုပ်ပေးမယ်ဆိုတာပဲပြောခဲ့ပါသမီးဘဝမှာအဖေမရှိရင်မဖြစ်ပါဘူးအဖေလမ်းပြခဲ့လို့ပဲဒီလမ်းတွေလျှောက်ခဲ့ရအဖေကငါသမီးဖြစ်အောင်လုပ်သွားကြလမ်းကြီးမရှိတော့မှတားဖာနှစ်ယောက်ချီချင်းလျှောက်သွားခဲ့ပွဲသွားရဆိုတော့တားဖာတွေဆိုင်ငယ်ငားသွားပါခါကျရင်စိုက်တွဲငားပြီးတော့တမိသားစုလုံးသွားကြဘာမှငယ်ရစုံညီမကကျင်ရခဲ့အောင်ဆရာမရပတ်စံမရှိဘူးထင်ပြီးတော့မကရဘူးဆိုပြီးတော့အဲ့ဒီကဝမ်းနဲ့ဆုံးမှတနေ့ကနိုင်ရမယ်ဆိုတဲ့စိတ်နဲ့အိမ်ပြန်လာခဲ့ပါဖေရတဲ့သမီးဆိုလူတွေသမီးရောင်တာပါသမီးရဲ့အမေပတ်စံမရှိသေးဘူးဆိုတာလည်းမပြောပါဘူးဆိုသမီးလိုချင်တာဆိုသမီးရမခဏပဲစောင့်အဲ့လိုပဲပြောခဲ့ပါသမီးကဘောမှာအမေဖေကိုလှုပ်ကြွေးနိုင်တဲ့ရှင်သမားကောင်းတယောက်ဖြစ်အောင်လှုပ်ကြွေးမယ်လို့အမေကတိပေးပါ